မင်္ဂလာပါရှင်ဒီနေ့ကတော့ပေါ့နော်ကက်လေး3ခုပထမအနေနဲ့ orange အနေနဲ့ဆွဲပြပါမယ်ဒီကက်3ကက်ရဲ့နမိတ်နဲ့ပတ်သက်တဲ့လူတွေတိုက်ဆိုင်တဲ့လူတွေအတွက်ဟောပေးတာဖြစ်ပါတယ်ဒီကက်3ကက်ထဲမှာပါတယ်ဆိုရင်စက်ကြည့်ပါဒီကက်3ကက်ထဲမှာမပါဘူးဆိုရင်ဒါဟာတင့်အတွက်ဟောမဟုတ်ပါဘူးစက်ကြည့်စရာမလိုပါဘူးเนาะအဲ့တော့ပထမအဦးဆုံးအနေနဲ့ကြာလာတဲ့ကက်ကပါလဲဆိုတော့အခုချိန်မှာပေါ့နော်အပေါင်းအသင်းနေအပျော်ပါးတွေမှတ်နေတဲ့လူတွေဒုတိယတစ်ချက်ကကြတော့ကိုယ့်ရဲ့ရှိသမျှကိုသူများကိုပေးခြင်းကမ်းခြင်းကျွေးခြင်းမွေးခြင်းကိုယ်မှာတရားရှိလို့ရှိရင်80လောက်သူများကိုကျွေးခြင်းတဲ့လူတွေအပျော်ပါမှတ်တဲ့ကိုယ့်မှာရှိတာကိုသူများကိုကျွေးခြင်းပေးခြင်းတဲ့လူတွေနောက်တစ်ခါကကြတော့အရာရာကိုအသစ်အဆန်းကိုအရန်စမ်းသက်ကြည့်ခြင်းတဲ့လူမျိုးတွေပေါ့နော်ဒါကောင်းခြင်းရောဆိုခြင်းရောရှိပါတယ်အသစ်ကိုစမ်းသက်ပြီးတော့လှုပ်ခြင်းတဲ့လူတွေစွန့်ဦးတည်ထွင်ခြင်းနဲ့စိတ်ရှိတဲ့လူတွေပေါ့နော်ဒီသုံးကက်ကိုပြန်ပြောပါမယ်အပျော်ပါအရန်မှတ်တဲ့ပျော်ရွှင်စရာတွေကိုပဲမမောတဲ့သူတွေနောက်တစ်ခုကကြတော့ကိုမှရှိတဲ့ဥစ္စာကိုသူများကိုပေးခြင်းကမ်းခြင်းကြွေးခြင်းမွေးခြင်းတဲ့သူတွေပြီးတော့အသစ်အဆန်းကိုစမ်းသက်ခြင်းတဲ့လူတွေဒီလူသုံးမျိုးအတွက်ဟောပေးမှာဖြစ်ပါတယ်ဒီလူသုံးမျိုးမဟုတ်ဘူးဆိုရင်ကိုကဒီလိုလူမျိုးတွေမှာမပါဝင်ဘူးဆိုလို့ရှိရင်ဒီဟောတာတင်တွန်းရှိမဟုတ်ပါဘူးစက်ကြည့်စရာမလိုပါဘူးဒီသုံးမျိုးနဲ့ပါတယ်ဆိုရင်အဲ့လူတွေဟာနောက်2လဒီဗီဒီယိုမြင်တဲ့အချိန်ကစပြီးနောက်2လအတွင်းဘာဖြစ်မလဲဆိုတဲ့ကဏ္ဍမိတ်လေးကိုဟောပြပါမယ်ရှင်အဲ့လူတွေကတော့ပေါ့နော်ဆရာသမားကောင်းတယောက်နဲ့တွေ့ဖို့ရှိပါတယ်သူတို့ရဲ့ပျော်ပါခြင်းနဲ့စိတ်တွေပေးကမ်းခြင်းနဲ့စိတ်တွေပေးကမ်းခြင်းနဲ့ဆိုတာကအရာရာတိုင်းမှာတစ်ခါလေကြာရင်မကောင်းတာရှိတယ်ပေါ့နော်ကိုမှမရှိအောင်ပေးကမ်းနေတာမျိုးဖြစ်တယ်အဲ့ဒါမျိုးတွေကို seasonal တကြစီမံခန့်ခွဲတတ်ဖို့ကိုယ့်ရဲ့အပျော်ပါစိတ်တွေကိုလျော်နှဲစေဖို့အတွက်ကောင်းမွန်တဲ့ဆရာသမားကောင်းတယောက်နဲ့တွေ့ဆုံရမယ်ဆိုတဲ့နမိတ်ကကိုပြပါတယ်နောက်တစ်ခုကကြတော့ temperance တဖြည်းဖြည်းနဲ့သူကအပျော်ပါပေးကမ်းဆိုကြတာတွေကိုဘယ်လိုဖြစ်လာမလဲဆိုတော့ပျော်ရင်ကောင်းမလားမပျော်ရင်ကောင်းမလားပေးရင်ကောင်းမလားမပေးရင်ကောင်းမလားအသက်ဆန်းဆိုလဲစူးစမ်းရင်ကောင်းမလားလှုပ်လိုက်ရင်ကောင်းပါမလားဆိုတဲ့တွန်းဆုပ်တဲ့စိတ်တွေနဲ့သူတွေးဟတွေးဝေတာတွေဖြစ်လာပါလိမ့်မယ်နောက်တတိယကကြတော့ rest ပေါ့နော်သူက force of sweat ရဲ့ energy ရဆိုရင်သူကအကုန်လုံးကိုဘာမှမလုပ်တော့ပဲငြိမ်ကြသွားမယ်ပေါ့နော်အတွေးတွေများနေမယ်တဖြည်းဖြည်းနဲ့ကိုကပြောရမယ်ဆိုလို့ရှိရင်ဒီ3ကက်နမိတ်ကက်3ကက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုလုံနေတဲ့ပြောပါတွေကကောင်းလားမကောင်းလားဆိုတာဝေဖန်ပိုင်းခြားနိုင်တယ်မယ်နောက်တစ်ခုကကြတော့ကိုဘာမှသိပ်ပြီးတော့ထမလုပ်တော့ပဲနဲ့တိတော့တိတယ်ဒါပေမဲ့ဒီဟာတွေကိုရက်တင်လားမရက်တင်လားဆိုတာတွေးဝေပြီးတော့နားယူနေမယ်ပြီးတော့နောက်ဆုံးကောင်းတဲ့တစ်ခါကကြတော့ကိုစီမံခန့်ခွဲနိုင်တဲ့ကောင်းမွန်တဲ့ပေါ့နော်စီမံခန့်ခွဲမှုတွေပေးမယ်ဆရာသမားကောင်းတယောက်နဲ့တွေ့ဆုံပါမယ်ဆိုတော့ကဏ္ဍမိတ်ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်